ရှားတီဥတုပူလိုက်ရင်ကျွန်တော်အသားတိုးချက်တွေကိုပါစေးတိုက်တင်လဲဘယ်လိုလှုပ်ဆောင်ပေးတင်လဲကိုကျွန်တော်သိသလောက်ပြောပြပေးသွားမှာပါရှားတီဥတုအရန်ပူလိုက်ရင်ကျွန်တော်အရင်ဆုံးလှုပ်ဆောင်ရမယ့်ချက်ကအစာဖြတ်ရမှာပေါ့နော်အစာကမနက်10နာရီလောက်ကနေညနေ4နာရီလောက်ထိအစာကိုဖြတ်ပေးရမယ်အစာလုံးဝကျွေးလို့မရပါအစာဖြတ်ခိုင်းတာကကြက်4-5ရက်သားအတွက်မဟုတ်ဘူးเนาะကြက်25ရက်သားအထက်ကြက်တွေကိုတော့အစာဖြတ်ပေးရမယ်ဒီရက်သား21ရက်လောက်ထိကတော့အစာကျွေးလို့ရတယ်အစာဖြတ်ပေးရင်တော့ကြက်ကလေးတွေအပူဒဏ်တက်တောင်ပန်ကာဖွင့်ပေးတာတို့အဝတ်စတွေရေဆွတ်ပြီးတော့ခင်းပေးတာမျိုးတို့ရေမှုန်လေးတွေလိုက်ဖြန့်ပေးတာမျိုးတို့အဲ့ဒါမျိုးလုပ်လို့လည်းရတယ်ပေါ့နော်တကယ်လို့အစာမဖြတ်ပဲအစာကျွေးမယ်ဆိုရင်အစာနင်ပြီးတော့တေးမယ်နောက်တစ်ခုကြက်ကလေးတွေကိုအပူဒဏ်တက်တာအောင်အေးအောင်မလုပ်ပေးနိုင်ဘူးဆိုရင်တော့အပြက်စီးရတော့တော်တော်လေးကိုအပြက်စီးဆုံးရှုံးမှုကတော့တော်တော်လေးကိုများမယ်အစာလည်းဖြတ်ပြီးကြက်ကလေးတွေကိုလည်းအေးအောင်လုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ဆေးတိုက်ရမှာပေါ့နော်ဆေးတိုက်ရမယ့်အလှည့်ရောက်လာဒီလိုပူလဲရသည်ရောက်လာရင်ကျွန်တော်တို့မနေ့စောစောကတော့ဂလူကိုတိုက်ပေါ့ဂလူကိုတိုက်နိုင်ရင်တော့အကောင်းဆုံးပဲဂလူကိုတိုက်ပြီးရင်တော့ကျွန်တော်ဗိုက်တာမင် C ပေါ့ဗိုက်တာမင် C 100အားပါတဲ့ဟာဗိုက်တာမင် C အပြည့်ပါတဲ့ဟာကိုကျွန်တော်တိုက်ရမှာဘာဖြစ်လဲဆိုတော့ကြက်တွေကရာသီဥတုပူလို့ဆိုရင်တို့ကဗိုက်တာမင် C ဓာတ်တွေဆုံးရှုံးတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဗိုက်တာမင် C ကိုတိုက်ပေးရတာညပိုင်းရောက်ရင်တော့ကျွန်တော်တို့ဒီချွဲသေးပေါ့နော်ချွဲသေးထပ်ဝင်ရမှာဘာဖြစ်လို့ချွဲသေးဝင်ရလဲဆိုတော့တို့ရာသီဥတုပူလာပြီးဆိုရင်ချွဲကနောက်ကပါလာတာပဲဒါကချန်တော်များများလဲတွေ့ဘူးကြမယ်ထင်ပါတယ်တက်ချူလို့ရှိရင်ဒီချွဲတန်တွေကတအားကြားရတယ်ရာသီဥတုပူလာလို့ဆိုရင်အဲ့ဒါကြောင့်ကျွန်တော်ဒီညပိုင်းဆိုရင်ချွဲစေးကိုပြန်ဝင်ပေးတာအခုကျွန်တော်ပြောပြနေတဲ့နီလန်းတွေကတော့ဒါကကာကွယ်တဲ့နီလန်းပေါ့နော်ကူတာတဲ့နီလန်းမဟုတ်ဒါကာကွယ်အရင်ဆုံးကာကွယ်တာပေါ့ကူတာနီကတော့ပုံသေးတော့မရှိပါဘူးဘာစေးတိုက်ရမလဲဘယ်လိုလုပ်ပေးရမလဲဆိုတာဒီကြက်ကလေးတွေရဲ့အခြေအနေကိုကြည့်ပြီးတော့မှဆုံးဖြတ်ရတာနောက်ထပ်တစ်ခုသိထားမှာကျွန်တော်ဒီအေးတဲ့ရာသီရဲ့ weight တန်းနဲ့ပူတဲ့ရာသီရဲ့ weight တန်းကိုတရှင်းလို့မရဘူးဗျကျွန်တော်ပူတဲ့ရာသီရဲ့ weight တန်းတော့ဘယ်လိုပဲဖြစ်ဖြစ်အေးတဲ့ရာသီရဲ့ weight တန်းကိုမှီမှာမဟုတ်ဘူးဒီအေးတဲ့ရာသီကြတော့ဒီကျွန်တော်ကြက်ကလေးတွေကို24နာရီအစာကျွေးလို့ရတာပေါ့ပူတဲ့ရာသီမှာကြတော့ကျွေးလို့မရဘူးတော့မဟုတ်ရတယ်ဒါပေမဲ့သူအပြက်စီများတယ်အစာနေပြီးတော့လဲတာတို့ဘာတို့ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကမကြွေးဘူးအဲ့တော့အစာဖြတ်တယ်အစာဖြတ်တော့ဥပမာဗျာအေးတဲ့ရာသီမှာတနေ့ကို3အိတ်ကုန်တယ်ဆိုလို့ရှိရင်ပူတဲ့ရာသီမှာ2အိတ်ခွဲအဲ့လောက်ပဲကုန်တော့ဒါကြောင့်မလို့သူကဝိတ်တန်းကိုအေးတဲ့ရာသီမမှီတော့ကျွန်တော်နဲ့လုပ်ငန်းတူညီကိုမောင်နှမများဒီထက်မကစီးပွားရေးတွေတိုးတက်ကြပါစေဗျာ